တစ်တော်နဲ့တစ်ပင်ချစ်ခင်တဲ့လူမျိုးတစ်ပင်ကိုနှစ်စင်ဆိုင်ရွှေတိုက်ကိုဆိုးဆိုတော့စာမောတစ်ခုရှိတယ်ဗျာဟိုးမှာမြားတပိတ်တောင်ကျွန်တော်တို့စောစောကဆင်းလာတဲ့တထုံမြားတပိတ်တောင်မစီဒီတော့လှမ်းမြင်နေရတတာအေးတတာသူတတာလေတတာကာသူတတာလေကားတယ်လို့မဟုတ်ကာမဟုတ်ဒီနေ့မှာတော့ကျွန်တော်တို့မိသားစု၄ယောက်ဟာကျွန်တော်ရဲ့ဒစီရဲဖြစ်တဲ့လက်ဆွဲတော့ Suzuki Voti 254နဲ့အတူဘီလင်းကနေတထုံတိုင်းငယ်လှည့်ကိုခရီးထွက်ခဲ့ကြပါတယ်ဘီလင်းကနေစထွက်လို့15မိနစ်လောက်ကြာတယ်ဆိုရင်ပဲကားကြတဲ့တန်ကိုမက်စော်တရာမှာစတင်ရင်ဆိုင်ရပါတော့ကံကောင်းသွားတာဝိခံမဟုတ်ပဲဂျာရဲဖြစ်နေတာကြောင့်ခဏပဲတူလိုက်ရပါတယ်တရားတက်တွေမှာတခုတတိထားရတာတော့ကိုရှိမကားကြီးတွေခံဝိုင်းရင်ဂုံတက်ကိုမယုံနိုင်မယ်ပြန်လိမ့်ဆင်းလာမယ်အန်ဒီရဲ့ကိုအမတန်တတိထားရပါတယ်တရားတက်မှာတော့ရီမဖြန်းတာကြောင့်ဖုန်တလောင်းလောင်းနဲ့ဖြတ်တန်းမောင်းနေရပါတယ်တစ်ဖက်ချမ်းမှာလည်းမော်လမြိုင်ဖန်အံဘက်ကတက်လာတဲ့ကားရန်အချီယူတွေ့ရပါသေးတယ်ဘတ်စောဒရာအလွန်မှာတော့ကားရန်ရှင်းနေတဲ့အတွက်အေးစစ်စစ်နဲ့လွတ်လွတ်လပ်လပ်ပြန်လည်မောင်းနှင်လို့ရခဲ့ပါတယ်ဒီလိုနဲ့မတ်စောဒရာအလွန်ကနေ10မိနစ်လောက်မှဆက်လက်မောင်းနှင်ပြီးချိန်မှာတော့ကျွန်တော်တို့ဟာရွှေအောင်ပြတရားထိတ်တာကိုစတင်ရောက်ရှိခဲ့ပါတော့တယ်အရှိနှစ်ပတ်မှာတော့ကားရန်နေကျက်နေတာကိုကြုံတွေ့ခဲ့ရပြီးဒီတစ်ပတ်မှာတော့အရှိပတ်လောက်ကားမများတာကိုသတိထားမိပါတယ်ညာဘက်အဆုံးမှာတော့ကားကြီးတွေကြီးတန်းစီရပ်ထားပြီးတော့အတွင်းဘက်မှာတော့အေစီကားငယ်လေးတွေတဖြည်းဖြည်းချင်းတန်းစီဆောက်ဆိုင်နေရတာကိုလည်းတွေ့ရှိခဲ့ရပါတယ်ကျွန်တော်တို့ကတော့ဆိုင်ကယ်နဲ့ဖြစ်တာကြောင့်အေစီကားလေးတွေထွက်ဆိုင်ရင်တိုးအပ်ပြရတာအရန်လွယ်ကူမြန်ဆန်ခဲ့ပါခက်တလေကူလို့ကားရန်ပိတ်တဲ့အခြေအနေတွေကြုံရတဲ့ခါမှာတော့ဆိုင်ကယ်နဲ့ခီးသွားတဲ့သူတွေကအားသာချက်တစ်ခုလိုဖြစ်နေပြန်ပါတယ်ကားသေး10စီး15စီးလောက်ကြုံပြီးချိန်မှာတော့ကျွန်တော်တို့ကတရားဖြတ်တဲ့လမ်းချင်းကိုစတင်ရောက်ရှိခဲ့ပါတယ်ဒီလိုကားပိတ်တဲ့အခြေအနေမျိုးမှာကားကြီးတွေကအနစ်နာခံရဆုံးပါပဲတရားကိုဖြတ်တန်းမောင်းနေစဉ်အတွင်းမှာတော့ကျွန်တော်တို့ကဖုန်တလောင်းလောင်းတဲ့တံကိုလည်းအလူလဲခံလိုက်ကြရပါတယ်တဖြည်းဖြည်းချင်း10မိနစ်လောက်တန်းစီဆောက်ဆိုင်ပြီးအချိန်မှာတော့ကျွန်တော်တို့ကရွှေရမတ်တရားကြီးကိုကောင်းစွာကြော်ဖြတ်နိုင်ကြပါတယ်တရားကိုကြော်ဖြတ်ပြီးနောက်10မိနစ်လောက်မောင်းနေလိုက်ရင်ပဲကျွန်တော်တို့ကတထုံမြို့နယ်အပိုင်ဖြစ်တဲ့ကမာဆိုင်ကြီးရွာကိုစတင်ရောက်ရှိဖြတ်တန်းရပါတယ်ကမာဆိုင်ကနေမိနစ်20လောက်မောင်းနေပြီးချိန်မှာတော့ကျွန်တော်တို့ကသူဝနာဝတီမြို့သစ်လို့ခေါ်တဲ့ဂျက်ကော်မြို့သစ်ကိုထပ်မံရောက်ရှိခဲ့ပြန်ပါတယ်ဂျက်ကော်မြို့သစ်မှာလည်းကားရန်ခဏပိတ်တဲ့တံကိုရင်ဆိုင်ရပါသေးတယ်ဂျက်ကော်ဈေးကလည်းထုံးစံတိုင်းလမ်းကျင်းတဲ့အတွက်ရင်ကျော်မြဲတမ်းပိတ်တတ်ပါဘိုးရင်းကာလာမိုးများပြီးတောင်ရီကြချိန်မှာလည်းဂျက်ကော်ဈေးနီးတွိုင်းမှာကားလမ်းကြီးကျော်တတ်ပါသေးတယ်တထုံခရိုင်တော့မှာတတိထားရဆုံးကတော့ဘေးတွဲဆိုင်ကေတပဲဖြစ်ပါတယ်အဲ့ဒီနောက်မှာတော့နောင်ဘိုနောင်ကလလန်တရားစသဖြင့်ပိုးကြီးရတယ်ကိုဆက်လက်ဖြတ်တန်းမောင်းနှင်ရပါတယ်အလန်တရားလုံးမှာတော့လမ်းကားဖြောက်ပေမဲ့ကားကြီးတွေဆက်ပြီးကားရန်ရှိနေတာကြောင့်တချို့နေရာတွေမှာကားကြီးတွေကိုကြော်တက်မောင်းနေကြပါဘီလင်းတထုံလမ်းပိုင်းနဲ့ဘီလင်းကြိုက်ထိုလမ်းပိုင်းနှစ်ခုရဲ့ကွာခြားချက်ကတော့ဘီလင်းကြိုက်ထိုလမ်းကခွေးတွေများတယ်ဒါပေမဲ့ကားကြောရှင်းတာမျိုးရှိတယ်တထုံလမ်းပိုင်းကျတော့ကားလမ်းဖြောက်တယ်ခွေးနေတယ်ဒါပေမဲ့ကားရန်တွေရှိတာမျိုးကားရန်ဆက်တာမျိုးခဏကြုံတွေ့ရပါတယ်တထုံမျိုးတွေရောက်ချိန်မှာတော့ကျွန်တော်တို့ကအလုပ်ကိစ္စနဲ့နီးတဲ့ရသပိတ်တောင်ချီရင်ပဲတာမီမောင်းလာခဲ့လိုက်ပါတယ်တထုံမြတ်တပိတ်တောင်ချီရင်ရဲ့နီးဖျားကိုရောက်ချိန်မှာတော့အခါတိုင်းလိုဖျားဖူးကားတွေမများပဲလူချင်းနေတာကိုတွေ့ရပါတယ်ပပေးကွာဟုတ်ကင်မရာတက်အေးအော်လေဆောင်းဝဲချီပြီးတယ်မြမကူစီမယ်ကူစီမယ်ချီကူစီရဖေတော့ဖျားမဖူးရတော့ဘူးဒီနေ့အခုရောက်နေတာကတော့တထုံမြားတပိတ်တောင်ချီရင်ကသူဝနာဘူမီစုတောင်မြေနှီးဖျားကြီးကိုရောက်နေပါတယ်သူမမေကတော့အလုပ်ကိစ္စသွားပါတယ်တဖတ်3ယောက်ပဲကျန်ပါတယ်အရှင်မင်းမြတ်ကြီးပြောလားအော်ရိုမီယိုကပြောတယ်ဟောမနိုမီကိုကနိုမီကိုကရှော့စီးနေတယ်ရိုမီယိုကတော့ဒီမှာဖိနာမှာလို့တဲ့ရဒီနေ့တစ်နှစ်လောက်တော့ခလေးတိုင်းဖြစ်နေပါတယ်အဲ့ငိုင်းနေလားလမ်းမအဲ့လားတာအပြုတ်ကြမယ်ရှော့အမြင့်ကြီးတသားပြောတာမဟုတ်ဘူးညီလေးပြော
ဟမ်သွားပါအေးဟိုဘတ်တက်ရှာဟုတ်ပြီတက်တက်တာမိကြောင်လို့ပဲမိကြောင်လို့ပဲရှင်မင်းမြတ်ကြီးကနောက်ပြန်မတက်လိုက်သေးတယ်နောက်ပြန်တက်လိုက်တက်တာတက်တာသူတက်တာလေတက်တာကာသူတက်တာလေကာတယ်လို့မဟုတ်ကာမဟုတ်ဒီမှာတောင်တက်လာကားလည်းတက်လို့ရတယ်ဆိုင်ကလည်းတက်လို့ရတယ်ဒီမှာအဲ့တော့ဒီတောင်ထိပ်ပေါ်ကမြတ်တပိတ်စီဒီပဲနဲ့ကိုပြေကိုဖြစ်သွားပြီးတော့ဒါကဒီဖျားပါစံတော်ရှင်စီဒီတော်မြတ်ကြီးပါအဲ့တော့ဆိုဓာတ်ပုံရတယ်လားကဲရှိခိုးမလားရှင်မနဲ့ရှိခိုးမလားရှိပြီးတော့ရှိခိုးရှိခိုးနေပါတုံးနေကြတုံးကဒီနောက်တစ်ခါဖျားတဲ့စင်ကစလောက်တော့ဖျားတဲ့မဟုတ်ဘူးကောင်းပြီဒီကချင်းသေးကြီးနေပူရအမဒီဇောင်းနှန်းနေတိုင်းတက်သွားတာဖြစ်ပါတယ်ဆိုင်ကယ်နဲ့ကတော့4-5-6ခါလောက်တက်ဘူးလေခြေကျင်တော့တီကနေတခါမတက်ဘူးသေးဘူးခဲသားဘူးလေတောက်တက်ဖို့လားညီလေးလက်တွေပေးမယ်ညီလေးလိုက်တက်ဟဲ့ဝင်လာတဲ့လမ်းမှာဒီနေ့တထုံလာတာတော့အမျက်ထွက်တော့နော်ဘာအမျက်ထွက်လဲဆိုတော့မျက်မှန်မနေ့ကခလေးချိုးလိုက်လို့ဆိုတော့တက်လက်ကျူပါအဲ့နောက်တက်လက်ကျူလာတာမျက်မှန်လမ်းမှာအင်းကြီးကလီတိုးပြီးတော့စစ်ကဟပါတော့မျက်မှန်ကရင်ဘက်မှာချိန်တာမျက်မှန်ကကြားတယ်အတန်တော့ကြားလိုက်တယ်တော့ကိုမျက်မှန်မထင်လိုက်ဘူးအပေါ်ထိကမတက်ဘူးဟိုဘက်နာမှာနေရတဲ့နာမှာတော့ထိုင်စားဘူးတင်ကြီးလေးလက်ဆွဲတက်မင်းဒီမှာပြေးကြိုင်လာကိုဝင်းကြီးရတဲ့ရှင်မင်းမြတ်ကြီးဘယ်လိုအောက်ထောက်တွေလိုက်ပြည့်နေရလားစားလာဟိုမှာနေရိုက်တယ်လာဟိုမှာဆင်းဦးတော့လို့ရှိတယ်လာတယ်လေလာလိမ္မာတယ်ရှင်မင်းမြတ်ကြီးကလာတက်ဒီကတက်လိမ္မာနဲ့ချခလေးတက်ဒီကတက်တက်ဟုတ်ပြီဒီမှာရာစကြိုပြီးလိမ္မာတာမင်းကြီးနန်းတော်ရှာသူ့ဒီပေါ်တက်ခါရာဟုလာအမှုတောင်းရ BC ကျောင်းသူဟောင်းများကောင်းမှုခစားရလာတော့နဲ့တူ900ဒီနေ့လေးတိတ်ဆိတ်အေးချမ်းနေစိတ်ဆွေလေတော့ကိုသွားပါမယ်မေးပြန်ဘာမှဒီဘာမှဟဲ့ဒါအမကြီးရှင်ဒီမှာဟုတ်နေပါ ပြင်စရအောင်ရောင်းနေဟာအဲ့တော့ကျွန်တော်တို့မိသားစုကကလေးတွေအတွက်ထုံမျိုးတွေမှာစားကြလေးတွေပို့အတွက်လက်တပိတ်တောင်ကြီးကနေစားတယ်ထွက်ခွာလာကြပါထုံမျိုးတွေမှာတော့တချန်နာနီးတဲ့အတွက်နည်းနည်းလှလှရသွားလာနေကြတာကိုလည်းသိရှိရပါတယ်
ရွှေလေရောဆိုတဲ့ဆိုင်ကလေးကိုရောက်နေပါတယ်ဒီဆိုင်လေးကတော့တထုံထွက်တထုံကနေမော်လမြိုင်ပဲထွက်တဲ့သက်ထာလန်အကျော်လေးမှာရှိတာပါတထုံမြို့အထွက်ကတထုံမြို့ထွက်ဆိုတော့မော်လမြိုင်ပဲထွက်တထုံမော်လမြိုင်ကားလမ်းပေါ်မှာရှိတဲ့ဒီတထုံမြို့မှကျိုးစိုးပါဤဆိုင်ဘုတ်ဒီလတထုံဆိုတဲ့ဆိုင်ဘုတ်အလွန်ကဆိုင်လေးကိုရောက်နေပါတယ်ဆိုင်ကဆိုင်ကအရန်ကြီးကျယ်ခန်းခန်းနာတော့မဟုတ်ဘူးဒီလိုမျိုးပဲပေါ့ပါဟိုဘက်မှာစီးစားဆိုတာတစ်ဆိုင်ရှိတယ်ဒီနဲ့မလှမ်းမကန်ရထားလမ်းဟိုဘက်ကျမှာစီးစားဆိုဆိုင်တစ်ဆိုင်ရှိတယ်ဒါပေမဲ့ဆိုဆိုင်ကတော့တော်တော်လေးအဲ့လိုနေပူတယ်ဘန်ဂလိုလေးတွေဟိုကတော့ကောင်းမဟိုလောက်ထားတယ်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့မြင်ကွင်းကနည်းနည်းပိတ်တယ်ဆိုင်ကပတ်ချတယ်မှာမြင်ကွင်းပိတ်နေတယ်ဒီကောင်ကျတော့အခုဒီကနေဆိုဟိုးမှာမြတ်တပိတ်တောင်ကျွန်တော်တို့စောစောကဆင်းလာတဲ့တထုံမြတ်တပိတ်တောင်မစီဒီတော့လှမ်းမြင်နေရတာပြီးရင်ကျွန်တော်တို့ဒီဘက်မှာဆိုရင်ဒါဒီဘက်ခြမ်းမှာထိုင်လိုက်လို့ဒီဘက်မှာတဲလေးတွေရှိတယ်ဒါဒီဘက်ခြမ်းမှာထိုင်လို့ဒီဘက်ခြမ်းမှာထိုင်လို့ကျွန်တော်ဟိုဘက်မှာထိုင်လို့ရှိရင်ဒီဟိုဒီတောင်ဒီအနောက်က sorry ဒီအနောက်ကမြင်နေရတဲ့တောင်ကျော်အဲ့ဒီတောင်ကြီးမှာကွန်ပျူတာတက္ကသိုလ်လှမ်းမြင်တာဟိုဘက်တည်းကျွန်တော်တို့တစ်ခေါက်လာတော့အဲ့ဒီကိုဒီဘက်ထိုင်ဆိုတော့နောက်တစ်ခုရှိတာဒီဆိုင်လေးမှာအမလှီစီးလို့ရတယ်ကျွန်တော် fiber လှီလေးတွေစီးလို့ရတယ်တယောက်1500တကယ်ရေကူးကျင်လို့ရှင်လည်းအဲ့မှာ live jacket လေးတွေချိန်တာ live jacket လေးတွေလည်းရှိတယ်ရေကူးကျင်လည်းတယောက်1500ပါရေကူးရင်1500လှီစီးရင်1500ပါတယောက်1500ဆိုင်မကြီးကတော့ဆိုင်မကြီးကလည်းအရင်ကြီးတူကြကြကြီးပြင်ဆင်တာမရှိဘူးဒီလိုပုံမှန်ကျွန်တော်တို့ဟို highway ကားလမ်းဘေးကဆိုင်မျိုးလေးလောက်ပဲဟိုတာမန်ထမင်းဆိုင်လေးတွေကားကြီးတွေရဲ့ဆိုင်မျိုးလေးတွေလောက်ပဲရှိတယ်အဓိကတော့သူဒီဘန်ကုန်လေးတွေမှာထိုင်ပြီးတော့စားလို့ရအောင်ကိုဟိုပါဗောနော်အဲ့လိုအပန်းဖြေလို့ရအောင်မို့အဲ့တော့ဆိုင်ရဲ့အစားတောက်တွေကလည်းအရင်ကြီးဈေးမကြီးသလိုလက်ရလည်းအရင်ကြီးတော့ဟိုကျွန်တော်တို့အရင်တော့မျှော်မှန်းတာလို့မရဘူးလေသူဈေးနဲ့သူ့ဦးနဲ့သူ့ဆန်တန်ရုံလောက်တော့ရမှာပေါ့ဆိုတော့မစိုးဘူးပြောမှာပေါ့အဓိကတော့ဟိုဘေးမှာဒီလိုရေကန်လေးရှိနေတယ်ဒီမှာကွင်းလေးမြင်တဲ့အတိုင်းပဲကွင်းလေးတိုင်းနေတယ် highway လမ်းဘေးမှာရှိတယ်ပြီးလို့ရှိရင်ဟိုမှာဆက်စောလို့ပြောတောင်ပေါ်ဖျားတွေလှမ်းမြင်ရတယ်တောင်တွေပတ်ဒီဘက်ချမ်းမှာရှိတဲ့တောင်တွေမြင်နေရတယ်ဆိုတော့အဲ့ဒါလေးကိုကျွန်တော်တို့စိတ်ပန်းဖြည့်စေကြည်နူးစရာဖြစ်နေတာပေါ့အခုချိန်ရတဲ့တိုင်ဟိုသွားလာတယ်နေသွားလာတာလည်းကြက်နေရထိုင်ရတာလည်းအချင်းနေတယ်အရင်လိုမဟုတ်တာဒါပေမဲ့စောစောလို့ကျွန်တော်တို့ဒီနေ့ကတော့ဂျားရက်တော့ပြချလိုက်ပြီဆိုင်ကတော့ပြချလိုက်သွားဒီနေ့ကတော့ဂျားရက်ဖြစ်တာကြလားမသိကျွန်တော်တို့ဘီလင်းကနေကျွန်တော်တို့တထုံကြိုက်ကော်ဘက်ကိုထွက်လာလို့ရှိရင်အခါတိုင်းကျွန်တော်တို့မတ်စော်တရားရဲ့မတ်စော်တရားနောက်တစ်ခုကရွှေအောင်မြတ်တရားရဲ့အဲ့ဒီနှစ်နေရာကကားတော်ပိတ်တယ်ပြီးခဲ့ပတ်ဆိုကားရန်တော်တော်ရှိကိုပိတ်တာအဲ့တော့ကားကြီးတွေများပြီးဟေးဆိုကားရန်ရှိသွားပြီးဟေးဆိုရင်ကျွန်တော်တို့တချို့ဆိုရင်ဒီလင်းကျွန်တော်တို့ပါလေအဲ့ဒီမြောက်တက်လက်နဲ့ကြည့်တယ်အဲ့ဒီဘေးရရွာကြားထဲကနေတို့ဖြက်လန်းသွားတယ်ကိုတွေကတော့ကားတော့မဟုတ်ဘူးဆိုတော့အင်စီကားတွေတော့လို့ဖြတ်သွားတယ်ကားကြီးတွေကြတော့အဲ့လိုမျိုးတော့ဖြတ်လို့မရဘူးကားကြီးကတော့လမ်းမကြီးတိုင်းပဲသွားတော့ကိုကြဆိုင်ကယ်ဆိုတော့ဒီလိုပဲတိုးပြီးတော့သွားတော့ဆိုင်ကယ်ကတော့ပို့မြန်တယ်အဲ့တမျိုးပဲရှိတယ်အဲ့တော့ဒီနေ့ကတော့လမ်းအရင်ကြီးတော့မကြက်ဘူးစားတော့စားရနည်းနည်းလေးတော့တိုးရတော့ခဏလေးရတာလည်းအရင်ကြီးမဟုတ်ဘူး10မိနစ်လောက်တော့ရှိမှာပေါ့10မိနစ်ဝန်းကျင်15မိနစ်ထက်လောက်တော့ရှိကျွန်တော်တို့ဒီမှာတောင်နှစ်ခုရှိတယ်လေဘက်ချမ်းကမြတ်တပိတ်တောင်ဒီညာဘက်ချမ်းကတော့ဘာတောင်ခေါ်လဲမသိဘူးကျွန်တော်တို့ဒါတော့ဒီကျွန်တော်တို့တင်စီကကြိုက်ထူကနေစရပဲကြိုက်ထီယိုကနေဆင်းလာတဲ့တောင်တန်းတော့သက်ဆက်တယ်ဆိုတော့အဲ့တောင်ကြားနေရတာဖက်အံဘက်ကိုထွက်တယ်လားပထုံဖက်အံဖြတ်လမ်းပထုံဖက်အံလမ်းပေါ့ပထုံဖက်အံများပြီးသွားတယ်လားဆိုတော့ဘာပြောတာဘိုးရင်းဆိုတော့ဘယ်လိုနေလဲမသိကျွန်တော်တို့ဒီဘေးမှာဒီကားလမ်းဘေးမှာဒီနားတစ်ဝိုင်းမှာထိုင်းဆိုင်လေးတွေများဆိုတော့ဒီလည်းပဲမဖိစားရဘူးထိုင်းဆိုင်လေးတော့လို့တွေးမိတယ်ဒီအဲ့တော့ဒီဆိုင်ရဖွင့်ဒီလိုမျိုးလေးရှိနေမှတော့မသိဘူးဒါမိုက်တယ်လေနော်အဆင်ပြေတယ်မှာရီလေးကြည့်ရတယ်စိတ်ကြည်လင်တယ်လီလေးတစ်ခုနဲ့အမတောင်တန်းလေးတွေမြင်ရတယ်
ရောင်းနေညီတို့ relax တော့ဖြစ်တယ်လာရတာလေသူဆိုင်ရကြီးကြီးကျယ်ခဏနိုင်မဟုတ်ဆိုမှပေးရတဲ့ဈေးနဲ့ရတဲ့ service နဲ့ထိုင်ရတဲ့အခြေအနေနဲ့ကတော့တန်တယ်လို့မြင်တယ် fiber လေးလော်လို့ရပါတယ်1500ပါပဲရေကူးလည်းတော့မတွေ့လေလော်တဲ့လူတော့တွေ့တယ်တာရပါတယ်ဘာပြောတန်ပါတယ်ထားရတယ်အခုဘယ်ရောက်နေလဲဆိုတော့အခုရွှေစာရဘုရားရောက်နေပါရွှေစာရဘုရားတွေကိုရောက်နေပါတယ်တထုံရွှေစာရဘုရားထဲမှာပါအဲကြည်ပြပူတယ်ပူနေတသားဒီဘက်ချပူတယ်လာခိုးရမြိုင်ပါလားအမလေးလေးတိုက်တော့မနှပူတော်ပြီဟိုမှာခိုးရမြိုင်ပါလားတွေ့လားခိုးရမြိုင်ပါလားတွေ့လားအဲ့ဒါလေးတွေ့လားခိုးရဟောမှာကိုကခိုးရနဲ့ကိုတပုံရိုက်ပြီးမယ်ချက်လက်ကိုခိုးရနဲ့တပုံရိုက်တယ်ကိုခိုးရလောက်အောင်မသားရဲ့ခြေထောက်ပူတယ်ခြေထောက်ပူတယ်ပြန်တက်အေးပူတယ်ဟုတ်တယ်ခိုးရမြိုင်ပါလားတတ်တွေ့လားဆိုတော့ကျွန်တော်တို့မြန်မာပြည်တစ်တော်ဌာနမှာဆိုစောင်းမုတ်တစ်ခုရှိတယ်ဗျာအဲ့ဒါပါလဲဆိုတော့တစ်တော်နဲ့တစ်ပင်ချစ်ခင်တဲ့လူမျိုးတစ်ပင်ကိုနှစ်စင်ဆိုင်ရွှေတိုက်ကိုဆိုးဆိုတော့စောင်းမုတ်တစ်ခုရှိတယ်ဗျာပြောချင်တာဒီဖျားဝင်ပပတ်လေးပါဘာတစ်ပင်မှမရှိဘူးအခုကျွန်တော်တို့ကြွေပြားတွေနေတယ်တော်တော်ပူတယ်ဟောပြောချင်တာဟိုနေပူကန်ကြွေပြားပါညာဆိုတာပြောချင်တာမဟုတ်တကယ်တော့ဟိုမှာပေါ့တစ်ပင်နေဆိုင်ဖို့ပြောချင်တာအကောလုံးအပြောင်နေထိုးလိုက်ပြီးမှကြွေပြားတွေလိုက်ခင်းလာတဲ့ဟာကြီးကကြည်လို့တော့လှတယ်ဗျာဒါပေမဲ့စောစောလို့နေကင်းနေလေဒီလိုပူတဲ့ကာလဆိုရင်ဟိုအရေးမရှိဘူးဗျာအဲ့တော့တဲ့တဲ့အောင်မှာဝါရတဲ့အောင်မှာဖျားရိတ်တရားရိတ်ဆိုတဲ့ဟာတွေကဖျားရိတ်တရားရိတ်ကဖျားရိတ်တရားရိတ်ကဒါကဒုတိယအဆင့်ဖြစ်သွားပြီပေါ့နော်နောက်တစ်ဆင့်ဖြစ်သွားပြီပထမဆုံးကတော့ဒီဖျားကိုရောက်လို့ရှိရင်အေဂျင့်တိတ်ဆိတ်ငြိမ်သက်နေတယ်ဆိုတော့ feeling မျိုးခံစားရတာမျိုးအဲ့ဒီတရားရိတ်ကိုရဖို့တရားရိတ်အေးရအကြောင်းကိုသိဖို့ကဒီကနေတစ်ဆင့်တက်ပြီးတော့မှသွားမှာဆိုတော့ဖျားသွားရတာတိတ်ဆိတ်တွေအေးချမ်းတယ်ပျော်ရွှင်တယ်ကျဉ်တတ်တယ်ဆိုတော့ feeling မျိုးရမှာပဲနောက်တစ်ဆင့်တရားရတဲ့အဆင့်ကိုသွားလို့ရမှာပေါ့နော်ကျွန်တော်တို့အဲ့လိုပဲနားလဲအဲ့တော့ဒါတွေလည်းလိုအပ်တာပေါ့